တရုတ်နိုင်ငံသွားရင်မဖြစ်မနေသိထားသင့်တဲ့တရုတ်စကားအလုံး20အားလုံးပဲမင်္ဂလာပါတရုတ်စကားပြော channel ကနေပြီးတော့အားလုံးကိုနှွေးထွေးစွာကြိုဆိုပါရစေကဲအဲ့ဒါဆိုရင်ဒီဗီဒီယိုလေးကိုစလိုက်မယ်နော်နံပါတ်1ကနင်းဟောင်းမင်္ဂလာပါဟုတ်ပြီနော်နံပါတ်2က谢ကျေးဇူးတင်ပါတယ်ဟုတ်ပြီနော်နောက်တစ်ခုကနံပါတ်3不客气မလိုပါဘူးရပါတယ်ဟုတ်ပြီအဲ့ဆိုရင်နံပါတ်4က对不起တောင်းပန်ပါတယ်ဟုတ်ပြီနော်နံပါတ်5က没关系ကိစ္စမရှိပါဘူးဟုတ်ပြီနော်နံပါတ်6က请问မေးပြရစီခဏမေးပြရစီပြီးရင်ကျေးဇူးပြုပြီးတော့မေးပြရစီဟုတ်ပြီနော်နံပါတ်9က厕所在哪里အိမ်သာဘယ်မှာရှိလဲပေါ့နော်ဟုတ်ပြီနောက်တစ်ခုကနံပါတ်10က多少钱ဘယ်လောက်လဲပတ်စံဘယ်လောက်လဲပေါ့နော်ဟုတ်ပြီနံပါတ်9က太贵了အရန်ဈေးကြီးတယ်ဟုတ်ပြီနော်နံပါတ်10က便宜点နည်းနည်းလျှော့ပေးပါအရန်ဈေးကြီးရယ်နည်းနည်းလျှော့ပေးပါပေါ့နော်ဟုတ်ပြီနံပါတ်11က怎么走ဘယ်လိုတွားရမလဲနံပါတ်12က地铁站在哪里မြေအောင်ရထားဘူတာဘယ်မှာရှိလဲနံပါတ်13က可以帮我吗ကျွန်တော်ကိုကူညီပေးလို့ရမလားဟုတ်ပြီနော်နံပါတ်14က我听不懂ကျွန်တော်နားမလည်ဘူးဟုတ်ပြီနော်သူတို့ပြောရင်နားမလည်ဘူးပေါ့နော်နံပါတ်15က请再说一遍နောက်တစ်ခေါက်လောက်ထပ်ပြောလို့ရမလားနံပါတ်16က我不知道ကျွန်တော်မသိဘူးပေါ့နော်အဲ့လိုပြောလို့ရပါတယ်နံပါတ်19က在哪里ဘယ်မှာလဲဟုတ်ပြီနော်နံပါတ်18က现在几点အခုဘယ်နှစ်နာရီထိုးပြီလဲဟုတ်ပြီနော်နံပါတ်19က我要这个ဒီဟာလိုချင်တယ်ဟုတ်ပြီနော်နံပါတ်20က再见နှုတ်ဆက်ပါတယ်ဥမာ bye bye ဟုတ်ပြီနော်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့လို့ရှိရင်ဒီ channel လေးကို subscribe လုပ်ခဲ့ပြီးတော့ဘေးနားကခေါင်းလုံးလေးလည်းတီးထားနော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်